တိုင်းစူးစမ်းခဲ့အရာလေးတစ်ခုလာပြပါတော့ဘာဖြစ်မယ်လို့ထင်လဲပေါ့ကျောင်းမှာဆိုလို့ရှိရင်လေprofessor တွေကိုအရင်အားကြပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်ပိုင် website တွေရှိတယ်သူတို့ website ကနေပြီးတော့သွားပါ website ကိုသွားပြီးလို့ရှိရင်ဗာလေး download လုပ်ပါပဲဗီဒီယိုလေးကြည့်ပါအဲ့လိုမျိုးဆိုအရင်အားကြပါပေါ့နော်website တစ်ခုလုံးနိုင်အောင်စူးစမ်းခဲ့ရပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ဒီနေ့မှာတော့မျိုးလောက်ထားတဲ့ဒီ website လေးပေါ့နော် website လေးပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ website လောက်ကရည်ရွယ်ချက်ဒီမျိုးတင်ထားတဲ့ပညာတွေကိုတခြားသူတွေကိုလည်းဝေမျှခြင်းနဲ့ share ခြင်းနဲ့ပြပြခြင်းနဲ့ပြန်ပြီးတော့သင်ပေးခြင်းနဲ့အဲ့အတွက်ကိုပထမဆုံးအနေနဲ့ website လောက်တာဖြစ်master တီဆော့ပေးသွားလို့ရှိရင်ပေါ့နော်ဒီဟာတွေကိုပြန်ပြီးတော့တခြားလူတွေကို share လုပ်ပေးမယ်ဆိုတဲ့ဥစ္စာပြောပူပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ဆိုလို့ရှိရင် website လေးလောက်တာဆိုရင်ကို6လလောက်ရှိပြီပေါ့နော်အခုဆိုရင်တော့တချို့ဒီချိန်နဲ့စပြီးတော့အသုံးပြုနေပါပြီအဲ့တော့မျိုး website လေးကတော့teach by me ဆိုပြီးတော့နာမည်ပေးထားရပေါ့နော်လောလောဆယ်မှာတော့vocabulary learning တွေအကြောင်းတို့နောက်ပြီးတော့ reading တို့ lesson planning တို့ practical English teaching တို့အဲ့ဒါလေးစပြီးတော့တင်ထားရပေါ့နော်အခုပြနေတာဆိုလို့ရှိရင်ဒါက asynchronous learning သွားတဲ့ပုံစံပေါ့နော် asynchronous learning ဆိုတာကြတော့ဆရာနဲ့direct တင်တာမဟုတ်ဘဲနဲ့ဆရာဗီဒီယိုလေးတင်ထားမယ်အဲ့ဒါကို online ကနေပြီးတော့ဒီ dashboard ကနေပြီးတော့ပေါ့နော်တယောက်နဲ့တယောက်ပြန်လှန်ဆွေးနွေးပြီးတော့ comment တွေပေးကြမယ်ပေါ့နော် Facebook သုံးလို့မျိုးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ဆရာမတွေဒီတင်တန်းတက်ချင်တယ်ဆိုကြိုက်တဲ့အချိန်မှာ internet ရှိုံနဲ့ကိုဒီတင်တန်းကိုတက်လို့ရတယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်လည်းအမြဲတမ်းဆက်သွယ်နိုင်မယ်ပေါ့နော်တယောက်နဲ့တယောက် comment တွေပြန်လှန်ပေးမယ် comment တွေပြန်ပြီးတော့ဖတ်ကြမယ်ပြီးလို့ရှိရင် Telegram ပဲဖြစ်ဖြစ် Messenger ပဲဖြစ် group တွေဖွဲ့ထားမယ်ပေါ့နော်ဒီလိုမျိုး asynchronous learning course တွေလည်းရှိရဲတခြား course တွေလည်းအများကြီးပဲရှိရပေါ့နော်အခုလောလောဆယ်မှာတော့မိတယောက်ထဲအားနဲ့လည်းလုံးရဖြစ်တဲ့အတွက်အပတ်တိုင်းတော့ဗီဒီယိုတွေအများကြီးမရိုက်နိုင်ဘူးပေါ့နော်အများကြီးတော့ပြင်ဆင်ထားတယ်ဒီ course ဖွင့်တဲ့အချိန်ကြလို့ရှိရင်လည်း free class တွေအများကြီးပဲပေးမယ်ပေါ့နော်အခုလောလောဆယ်မှာတော့ဒီ practical English teaching တော့နောက်ပြီးတော့vocabulary learning တို့ဒါတွေစပြီးတော့အသုံးပြုနေပြီပေါ့နော်ဒါလေးလာပြီးတော့ပြပြပေးရပါအဲ့2026ကြလို့ရှိရင်စပြီးတော့ launch လုပ်မှာဖြစ်ပါတယ်အဲ့ကြလို့ရှိရင်လေဒီချေတို့စိတ်ဝင်စားရဆိုလို့ရှိရင်ဒီပေါ့နော်ဒီ teach by me ဆိုတဲ့ website လေးကိုလာပြီးတော့ကြည့်လို့ရပါ